ရေချိုစုဆောင်းခြင်းဥပြင်း6တွေ့လွန်းတဲ့ရာသီဥတုဖြစ်တဲ့အတွက်တောက်သုံးရေနဲ့စိုက်ပျိုးရေကအရင်နှစ်တွေထက်ရှားပါလာနိုင်တဲ့အတွက်ရေချိုကိုကြိုတင်စုဆောင်းထားဖို့လိုအပ်ပါတယ်။ဒါမှသာရေရှားပါမှုဒဏ်ကိုအထိုက်အလျောက်ရောပါတက်တာစေမှာဖြစ်ပါတယ်။ရေချိုစုဆောင်းနိုင်ဖို့ဘိုးရွာတဲ့အချိန်ရေလောင်ကန်တွေတူးပြီးသိုလောင်လို့ရပါတယ်။ရေလောင်ကန်တဲကိုရေတွင်းထဲကရေကိုစုပ်ယူပြီးသိုလောင်လို့ရပါတယ်။ဒါအပြင်တပိုင်းတနိုင်အနေနဲ့ကိုယ်အိမ်မှာပဲရေကန်နဲ့သိုလောင်တာရေစီရေအိုးတွေနဲ့လည်းသိုလောင်နိုင်ပါတယ်။ရေကန်နဲ့သိုလောင်ခြင်းဂရုပြုရမယ့်အချက်များရေကန်နဲ့သိုလောင်မယ်ဆိုရင်ချင်းအပါအဝင်တရိတ်ဆန်တွေမဝင်နိုင်အောင်လုံလုံချုံချုံဖုံးအုပ်ထားဖို့လိုပါတယ်။လုံချုံအောင်မဖုံးထားရင်ရေကြီးရေတက်မှာပေါက်ဖွားတဲ့ချင်းပေါက်ဖွားနိုင်ပြီးသွေးလွန်တုပ်ကွေးဖြစ်နှုံများလာနိုင်ပါတယ်။ပိုးလောက်လန်းမပေါက်ဖွားနိုင်အောင်ရေကန်ထဲပိုးလောက်လန်းစားတဲ့ငါးတွေမွေးထားရမှာပါ။ဒါအပြင်ကြွက်နဲ့ရှစ်လိုတရိတ်ဆန်တွေဝင်ပြီးအညစ်အကြေးစွတ်သွားနိုင်ပါတယ်။ကံဘေးပတ်လည်မှာခြုံနွယ်တွေကိုရှင်းလင်းထားရမှာဖြစ်တယ်လို့တရိတ်ဆန်တွေမဝင်နိုင်အောင်အကာအယံတွေနဲ့လုံလုံချုံချုံကာထားဖို့လိုပါတယ်။ရေစီရေအိုးတွေနဲ့သိုလောင်ရင်လိုက်နာရမယ့်အချက်များရေစီရေအိုးတွေနဲ့ရေသိုလောင်ရမှာလဲလိုက်နာရမယ့်အချက်တွေရှိပါတယ်။ရေစီရေအိုးအဖုံးကိုလုံလုံချုံချုံပိတ်ထားဖို့လိုပါတယ်။ရေပုံးနဲ့သိုလောင်မယ်ဆိုရင်တခါတည်းကုံအောင်သုံးပြီးချင်းမပေါက်ဖွားနိုင်အောင်ရေပုံးကိုပေါက်ထားရမှာပါ။သိုလောင်ထားတဲ့ရေကိုအန်ဒီရကင်းအောင်ဘယ်လိုသုံးဆွဲမလဲ။သိုလောင်ထားတဲ့ရေကိုတောက်သုံးမယ်ဆိုရင်ဘေးအန်ဒီရကင်းဖို့တတိပြုသင့်ပါတယ်။သိုလောင်ထားတဲ့ရေမှာယောဂပိုးမွှားတွေရှိနိုင်တဲ့အတွက်ကြိုချက်ပြီးမှတောက်ရင်တော့အကောင်းဆုံးပါ။အချို့နေရာတွေမှာတော့ရေထဲကိုကရိုရင်းဆေးခတ်ပြီးမှတောက်သုံးလေရှိပေမဲ့လူအများစုကတော့အဲ့ဒီအနက်ကိုမနှိမ့်ချိုက်ကြပါဘူး။ဘိုးရေကိုသိုလောင်ထားပြီးတောက်မယ်ဆိုရင်တော့မဖြစ်မနေကြိုချက်ပြီးမှတောက်သုံးသင့်ပါလေ။မတန်ရှင်းတဲ့ရေကိုတောက်မိရင်ဖြစ်နိုင်တဲ့ယောဂါတွေမတန်ရှင်းတဲ့ရေကိုတောက်မိရင်ဝမ်းယောဂါအဖျားယောဂါတွေဖြစ်လာနိုင်ပါတယ်။မတန်ရှင်းတဲ့ရေကြောင့်ဝမ်းပြက်ဝမ်းလျှောတာဖြစ်နိုင်တယ်လို့အထက်လှန်အောက်လျှောယောဂါလည်းဖြစ်လာနိုင်ပါတယ်။ဒါအပြင်တိုက်ဖိုက်လို့ခေါ်တဲ့ဦးရောင်ငန်းဖျားယောဂါအပါအဝင်အသေးရောင်အတဝအေနဲ့အစာအဆိပ်တက်တာတွေလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့ရေကန်တွေမှာသိုလောင်ထားတဲ့ရေကိုကြိုချက်ပြီးမှပဲတောက်သုံးတာကသာအန်ဒီရကင်းနိုင်ပါတယ်။